ကမ္ဘာမြေမျက်နှာပြင်အောင်မိုင်3000ကျော်လောက်အနက်ကမ္ဘာကြီးရဲ့အလဲဗဟိုတက်တဲ့မှာအဆိုင်ခဲနေတဲ့စလုံးပုံသဏ္ဍာန်အရာတစ်ခုရှိပါတယ်။အဓိကအဖြစ်တန်တက်တွေနဲ့ဖွဲ့စည်းထားပြီးအရွယ်စားကတော့လာနီးပါးလောက်ကိုကြီးမားပါတယ်။သူ့ရဲ့အပူချိန်ဆိုရင်နေမင်းကြီးရဲ့အပူချိန်နဲ့တောင်ရှင်လို့ရနေပါတယ်။ဒါကတော့ကမ္ဘာကြီးရဲ့အင်နာကိုလို့ခေါ်တဲ့အတွင်းပိုင်းအူတိုင်းပဲဖြစ်ပါတယ်။သူဟာကျွန်တော်တို့ကမ္ဘာဂြိုလ်ရဲ့အလဲဗဟိုတက်တဲ့မှာတီးကြလွတ်လပ်စွာလဲပတ်နေတာပါ။ကျွန်တော်တို့မျက်စိနဲ့တိုက်ရိုက်မမြင်နိုင်ပေမဲ့သူ့စီကထွက်ပေါ်လာတဲ့ပြင်းထန်လာတဲ့အပူချိန်ကြောင့်ကျွန်တော်တို့အားလုံးအပေါ်တက်ရောက်မှုရှိစေတဲ့ဖြစ်စဉ်တွေကိုဖြစ်ပေါ်စေပါတယ်။ဥပမာပြောရရင်ကမ္ဘာမျက်နှာပြင်ပေါ်ကအံဩစရာကောင်းပြီးအသက်အန္တရာယ်ပါပေးနိုင်တဲ့ tectonic plate ကမ္ဘာကြောက်လာရွေးရှားမှုတွေဟာဒီအပူချိန်ကြောင့်ပဲဖြစ်လာတာပါ။နောက်ပြီးတက်ရှိတွေရှင်သန်နိုင်မှုဖန်တီးပေးထားတဲ့ကမ္ဘာကြီးရဲ့မျက်စိနဲ့မမြင်ရတဲ့ magnetic field တန်လိုင်းဆက်ကွင်းဖြစ်ပေါ်လာတာကလည်းသူ့ကြောင့်ပါပဲ။ဒါကြောင့်လေကမ္ဘာကြီးရဲ့ခိုးထားမျိုးဆက်ပေါင်းများစွာသောသိပ္ပံပညာရှင်တွေစိတ်ဝင်စားမှုကိုဖန်ဆားနိုင်ခဲ့တာအံဩစရာတော့မဟုတ်ပါဘူး။သူတို့ဟာဒီပြောက်လောင်နေတဲ့အနိုင်ဆိုင်ဆုံးနေရာကိုလေ့လာဖို့အတွက်ပိုပြီးခင်မီဆန်းပြတဲ့ကိရိယာတွေကိုတီထွင်ခဲ့ကြပါတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့သုတေသနရလဒ်တွေအရဆိုရင်ဟောလိဝုဒ်ရုပ်ရှင်တွေကလိုမျိုးအံဩစရာရှာဖွေတွေ့ရှိမှုတွေကိုသိလာရပါတယ်။ကျွန်တော်တို့ရဲ့အင်နာခိုးဟာလက်မှုရက်တက်သွားရုံသာမကပဲတကယ်တော့နောက်ပြန်တော့စတင်လဲပတ်နေပြီလို့ဆိုပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ကမ္ဘာမျက်နှာပြင်ပေါ်ကကျွန်တော်တို့အတွက်ရောဘာတွေအဓိပ္ပာယ်တက်ရောက်နေမလဲ။ကျွန်တော်တို့ကမ္ဘာကြီးရဲ့အနိုင်ဆိုင်ဆုံးနဲ့အမောင်မိုင်ဆုံးလက်ဝက်ချက်တွေကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ပါ။ကမ္ဘာကြီးရဲ့အတွင်းပိုင်းလုံးဆောင်ချက်တွေကိုစုံစမ်းကြမယ်။ခိုးရဲ့လဲပတ်မှုအပြောင်းလဲကြောင့်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုသုံးသပ်ကြမယ်။နောက်ပြီးကျွန်တော်တို့ဘယ်လောက်ထိစိုးရိမ်သင့်တယ်လဲဆိုတဲ့မေးခွန်းကိုလည်းမေးကြည့်ကြပါမယ်။ကမ္ဘာကြီးရဲ့ခိုးစီကိုရောက်ဖို့အတွက်ကျွန်တော်တို့အောက်ကိုဆင်းသွားဖို့လိုပါတယ်။အလွှာတစ်ခုစီတိုင်းဟာအပေါ်ယံကမ္ဘာကြီးကိုဖန်တီးဖို့ထိမ့်သိမ်းဖို့နဲ့တခါတလေဖြည့်ဆည်းဖို့အတွက်သူ့အခန်းကဏ္ဍနဲ့သူရှိနေကြပါတယ်။နောက်ပြီးအဲ့ဒီအလွှာတွေအားလုံးအဆိုင်ခဲဖြစ်နေတဲ့ဒီတန်တက်အူတိုင်းရဲ့လွှမ်းမိုးမှုကိုခံနေရတာပါ။ဒီကမ္ဘာမျက်နှာပြင်ပေါ်မှာကျွန်တော်တို့လမ်းလျှောက်နေတဲ့နေရာကတော့အလွယ်တကူကျိုးပဲ့နိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်တဲ့ crust ကမ္ဘာအပေါ်ယံလွှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အတွက်တော်တော်လေးခိုင်မာတယ်လို့ခံစားရပါမယ်။တကယ်တမ်းမှာတော့သူဟာအေယာမ tectonic plate ကြီးတွေအဖြစ်ကွဲအပ်နေတာပါ။အဲ့ဒီကြောက်လွှာတွေဟာမျောပါနေကြတယ်။အချင်းချင်းတိုက်မိကြတယ်။ပုတ်တိုက်မိကြပါတယ်။အဲ့ဒီကနေတဆင့်ပြင်းထန်တဲ့မြင်းကလင်းတွေနဲ့ပျက်စီးဆုံးရှုံးမှုများတဲ့မီးတောင်ပောက်ကွဲမှုတွေကိုဖြစ်စေတာပါ။သူတို့ဘယ်လိုရွေရှားလဲဆိုတာကတော့သူ့အောက်မှာရှိတဲ့မန်တယ်လို့ခေါ်တဲ့အလွှာကြောင့်ပဲဖြစ်ပါတယ်။ဒီအလွှာကလည်းအဆိုင်ခဲလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့တစ်နှစ်ကိုစင်တီမီတာအနည်းငယ်နှုန်းလောက်နဲ့အရန်ကိုနှေးကွေးစွာစီးဆင်းနေတာပါ။ဒီလိုသိငယ်ပေမဲ့တားဆီးလို့မရတဲ့ရွေရှားမှုကပဲကျွန်တော်တို့မြေပြင်ကဘာကိုတရားမှုရှိစေတဲ့ tectonic plate တွေဖြစ်ပေါ်လာဖို့ပံ့ပိုးပေးနေတာပါ။ဒီထက်ပိုပြီးအောက်ကိုဆင်းသွားမယ်ဆိုရင်တော့ outer core ဆိုတဲ့အလွှာရောက်သွားပါလိမ့်မယ်။အဲ့ဒီနေရာကတော့အပူချိန်ကြောင့်ဖြစ်ပေါ်လာတဲ့လိုင်းစီးကြောင်းတွေရှိတဲ့တန်နဲ့နီကယ်ပင်လယ်ကြီးပဲဖြစ်ပါတယ်။သူ့ရဲ့ရွေလျားမှုကနေတဆင့်ကဘာရဲ့ magnetic field ကိုဖန်တီးပေးပါတယ်။ဒီ magnetic field ကကျွန်တော်တို့ကဘာပေါ်ကတက်ရှိတွေကိုသိစေနိုင်တဲ့နေရောင်ခြည်အမုံမွားတွေအနေကနေကာဝယ်ပေးထားတာပါ။နောက်ဆုံးအနေနဲ့ဒီ outer core ထဲမှာတွဲလောင်းဖြစ်နေတာကတော့အဓိကအားဖြင့်တန်တက်တွေနဲ့ဖွဲ့စည်းထားတဲ့ inner core ပဲဖြစ်ပါတယ်။ဒီနေရာမှာအပူချိန်က6000စင်တီဂရိတ်အထိရှိပါတယ်။ဒါပေမဲ့အရန်ကိုပြင်းတဲ့ဖိအားတွေကြောင့်ဒီတက်တုဟာအရေးဖြစ်မတည်ရှိပဲအနှဲငယ်ပြားနေတဲ့စလုံးပုံသဏ္ဍာန်အဆိုင်ဖြစ်ရှိနေတာပါ။ဒါကျွန်တော်တို့ကဘာကြီးရဲ့ boiler room ကြီးပါ။သူ့စီကအပူချိန်ကအပေါ်အလွှာတွေကလုပ်ငန်းစဉ်တွေကိုအစပြုပေးပါတယ်။ကိုယ်တွေကအရေးပါလာတဲ့အပူစီးကြောင်းတွေကိုတွန်းအားပေးပြီးနောက်ဆုံးမှာကမ္ဘာအပေါ်ယံလွှာကိုရွေလျားစေတဲ့ tectonic plate ဖြစ်စဉ်ကိုပံ့ပိုးပေးတာပါ။ကျွန်တော်တို့ကဘာကြီးရဲ့ဖွဲ့စည်းပုံကိုနားလည်ထားတယ်လို့လွယ်လွယ်ကူကူထင်မှတ်ထားတတ်ကြပါမယ်။တကယ်တမ်းလက်တွေ့မှာတော့ဒီသိပညာကိုရဖို့အတွက်အရန်ကိုခက်ခဲခဲ့တာပါ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ကဘာကြီးကိုလေ့လာတာမှတ်တမ်းတင်တာ theory ထုတ်တာကလက္ခဏာပါ။ဒါပေမဲ့ကဘာကြီးရဲ့ဖုံးကွယ်နေတဲ့အတွင်းပိုင်းကိုစုံစမ်းလေ့လာတာကတော့လုံးဝကိုတခြားစီပါပဲ။ဒါဆိုအဲ့ဒီအောက်မှာဘာတွေရှိနေလဲဆိုတာကျွန်တော်တို့ဘယ်လိုလုပ်သိနိုင်မလဲ။1896ခုနှစ်စက်တင်ဘာလ Frankfurt မြို့မှာအသက်34နှစ်အရွယ် Emil Wiechert ဟာဂျာမန်သိပ္ပံပညာရှင်တွေနဲ့ယူဘဗေဒပညာရှင်တွေရဲ့အစည်းအဝေးတစ်ခုမှာစကားပြောဖို့အလှည့်ကျတာကိုစောင့်ဆိုင်းနေရင်အမောင်တို့ကကြီးစိုးလာနေပါတယ်။သူ့လက်ထဲမှာစုပ်ကင်ထားတာကတော့ရာစုနှစ်တစ်ခုကျော်ကြာအောင်သိပ္ပံအတိုင်းဝိုင်းကိုဒုက္ခပေးနေတဲ့ပြဿနာတစ်ခုအတွက်အဖြေရှာနိုင်မဲ့သူ့ရဲ့နောက်ဆုံးပေါ်သူတေသနာစာတမ်းပဲဖြစ်ပါတယ်။ဘလို့လဲဆိုတော့ကဘာကျိုးရဲ့ပြင်းပြသိပ်သေးစားကိုတစ်ကူပါစင်တီမီတာမှာ 9.5 grams ဝန်းကျင်လောက်ရှိတယ်လို့တွက်ချက်ထားခဲ့ကြတာပါ။ဒါပေမဲ့မြေပြင်ပေါ်ကကြောက်ခဲတွေရဲ့သိပ်သေးစားကတော့အဲ့ဒီပမာဏရဲ့တဝက်လောက်ပဲရှိနေပါတယ်။ဒါဆိုရင်ပျောက်ဆုံးနေတဲ့ red tube တွေကဘယ်ရောက်နေတာလဲ။ theory တစ်ခုကတော့ကဘာကြီးဟာဗဟိုချမ်းနဲ့နီးလာလေလေတဖြည်းဖြည်းသိပ်သေးစားပိုများလာလေလေပဲလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအဖြေက Wiechert အတွက်တော့သိပ်အားရစရာမကောင်းခဲ့ပါဘူး။သူ့ရဲ့ကြိုးချောင်းဆင်ခြင်မှုအရာအဆိုင်ခဲတစ်ခုတည်းက molecules တွေဟာငကိုကလေးကတော်တော်လေးသိပ်သေးစွာစုဖွဲ့နေပြီးသားဖြစ်လို့ပြင်းထန်တဲ့ဖိအားတွေကြောင့်ကျုံဝင်သွားတဲ့တိုက်ရောက်မှုတွေကတောင်လိုအပ်တဲ့သိပ်သေးစားကိုရဖို့မလုံလောက်နိုင်ဘူးလို့သူကယူဆခဲ့တာပါ။ဒါပေမဲ့သူစကားပြောဖို့အခွင့်အရေးရလာတဲ့အခါမှာတော့သူကတခြားအရာတစ်ခုကိုအဆိုပြုခဲ့ပါတယ်။သူ့ရဲ့ theory ကတော့အခုလိုသိပ်သေးစားကွာဟနေတာဟာကဘာကြီးရဲ့အတွင်းပိုင်းအနက်ဆိုင်ဆုံးနေရာမှာပိုပြီးသိပ်သေးတဲ့တခြားကွဲပြားတဲ့ dressing တစ်ခုဖုံးကွယ်နေလို့ပဲဖြစ်ရမယ်ဆိုတာပါ။အဲ့ဒီ dressing ကဘာဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးသူ့ရဲ့ theory တွေအတွက်စိတ်ကူးညံအလင်းအောင်ကတော့ကောင်းကင်စီကနေ ion meteorites တန်အုပ်ကပြန်တွေပုံစံနဲ့ရောက်ရှိလာပါတယ်။အဲ့ဒီတပ်သူခဲလေးတွေဟာကဘာကြီးရဲ့ပြင်းပြသိပ်သေးစားထက်ပိုမြင့်မားတဲ့သိပ်သေးစားရှိနေကြပါတယ်။ဒါကြောင့်ဝီခါကြိုးချောင်းဆင်ကျင်လိုက်တာကတော့ကျွန်တော်တို့ကဘာကြီးရဲ့အတွင်းပိုင်းမှာကြီးမားတဲ့ ion core တစ်ခုရှိကိုရှိရမယ်။
အဲ့ဒါဟာပေါ်ပါတယ်အပေါ်ရန်ကြောက်လာတွေနဲ့ပုံပုံများပြားတဲ့ကဘာဂျိုရဲ့ပြန်မြတိတဲစားတို့ကြားကကွာဟာချက်ကိုအစားထိုးနိုင်လောက်တဲ့အထိတိတ်တဲမှုရှိရမယ်လို့ဆိုပါတယ်တကယ်တော့ဒါဟာလုံးဝအသက်ဆက်ဆက်အကြံဉာဏ်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ဝီခါတာသူ့အရင်ရှေ့လူတွေလို့ theory တက်တက်ကိုမသုံးပဲတင်ချာနီးကြကြိုးတောင်းဆင်ခြင်မှုကိုအသုံးပြုခဲ့ရုံသာမကအချိန်ကိုက်လို့အဆိုပြုနိုင်ခဲ့တာပါဘာလို့လဲဆိုတော့ကဘာကြီးရဲ့အတွင်းပိုင်းကိုလေ့လာနိုင်ဖို့အတွက်နည်းပညာအသစ်တစ်ခုကအဲ့ဒီအချိန်မှာပေါ်ထွက်နေလို့ပါကဘာကြီးရဲ့ကိုဟာအရန်ကိုနှက်ဆိုင်ပြီးဖီအားတွေအပူချိန်တွေကလည်းအလွန်ပြင်းထန်လွန်းတဲ့အတွက်တာမန်အားဖြင့်အောက်ကိုတိုးဆင်းပြီးနမူနာယူဖို့ဆိုတာမဖြစ်နိုင်ပါဘူးတကယ်လို့များလုံနိုင်ခဲ့ရင်တော့အကောင်းသားပေါ့ဒီနေ့ခေတ်မှာတော့မှလူသားတွေတူးဖော်ခဲ့မှုသမျှထဲမှာအနက်ဆုံးတွင်းကြီးကရုရှားနိုင်ငံကခိုလာစူပါတီဘောထိုးပဲဖြစ်ပါတယ်သူ့ရဲ့အနက်က12ကီလိုမီတာကျော်ရှိပေမဲ့ခိုးစီသွားတဲ့လမ်းရဲ့ရာခိုင်နှုန်းအနည်းငယ်သာရှိပါသေးတယ်တိတိကျကျပြောရရင်3.2ရာခိုင်နှုန်းလောက်ပဲရှိတာပါဒါကြောင့်မလို့ခိုးကိုလေ့လာဖို့အတွက်သိပ္ပံပညာရှင်တွေဟာကမ္ဘာမျက်နှာပြင်ပေါ်ကနေတိုင်းတာရရှိခဲ့တဲ့အချက်တွေကိုပဲအားထားနေကြရပါတယ်ကံကောင်းတာတစ်ခုကတော့ကျွန်တော်တို့အတွက်ထဲထဲဝင်ဝင်သိနိုင်မဲ့အချက်လက်တွေရနိုင်တဲ့နည်းလမ်းတစ်ခုရှိနေပါတယ်အဲ့ဒါကတော့မြေကလင်တွေစီကပါ19ရာစုကိုရောက်လာတဲ့အခါငလင်လှုပ်ရှားမှုတွေအပေါ်စိတ်ဝင်စားမှုများလာတာကြောင့်ဒီငလင်တွေကိုသိပ္ပံနည်းကျတိုင်းတာနိုင်မဲ့ကိရိယာတစ်ခုကိုဖန်တီးဖို့တွန်းအားဖြစ်စေခဲ့ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ခေတ်ပေါ် seismograph ငလင်တိုင်းကိရိယာပါသူ့ပုံစံကတော့ဒီလိုမျိုးလေးပါပထမဆုံးအနေနဲ့ငလင်ဖြစ်ရက်တွေကိုခွဲခြမ်းစိတ်ဖြာရမှာမျက်မြင်သက်သေတွေရဲ့ပြောဆိုချက်တွေကောလာဟာရတွေအပေါ်အခြေခံတော့ပဲအရေးအတွက်နဲ့တိုင်းတာလို့ရတဲ့အချက်လက်တွေပေါ်အခြေခံလာနိုင်ခဲ့ပါတယ်ဒီကိရိယာလေးဟာသိပ္ပံပညာရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုဆိုတာညင်းစရာမရှိပေမဲ့တကယ်အံ့ဩစရာတွေကတော့ဒီတီထွင်မှုကြီးကဘာတဝန်းကိုပြန့်နှံ့သွားတဲ့အချိန်မှာစတင်ခဲ့တာပါ seismographic ကွန်ရက်တွေကျေပြန့်လာတာနဲ့အမျှသိပ္ပံပညာရှင်တွေဟာကဘာကြီးရဲ့တစ်ဖက်ချမ်းလောက်အဝေးကြီးမှာဖြစ်နေတဲ့ငလင်တွေကိုတောင်ထောက်လှမ်းသိရှိလာနိုင်ကြပါတယ်1898ခုနှစ်မှာအိန္ဒိယနိုင်ငံရှယ်လွန်ကုန်းပြင်မြင့်မှာငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်အဲ့ဒီငလင်ရဲ့တုံခါမှုတွေကိုကလကတာမြို့ရဲ့အဝေးကြီးဖြစ်တဲ့ကျွန်တော်တို့မြန်မာကနေတောင်ခံစားခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီငလင်ကိုအများကြီးပုံဝေးတဲ့ဥရောပတိုင်းမှာရှိတဲ့ seismograph တွေကပါထောက်လှမ်းမိခဲ့ပါတယ်အဲ့ဒီကနေထွက်လာတဲ့ seismograph ငလင်မှတ်တမ်းတွေကို Geological Survey of India ရဲ့ခေါင်းဆောင်ဗြိတိရှဘူမိဗေဒပညာရှင် Richard Dixon Oldham ဟာတိတိကျကျလေ့လာဆန်းစစ်ခဲ့ပါတယ်။ Oldham တတိထားမိလိုက်တာကတော့အဲ့ဒီငလင်မှတ်တမ်းမှာထင်ရှားတဲ့ line ပုံစံ3မျိုးကိုပြသနေတာပါ။သူ့ရဲ့စာတမ်းတွေထဲမှာအခုငလင်ကနေရလာတဲ့အချက်လက်တွေနဲ့တခြားငလင်တော်တော်များများကအချက်လက်တွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါအဲ့ဒီငလင်တွေမှာလည်းတူညီတဲ့ line 3မျိုးရှိနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီ line တွေကိုသူမြင်နိုင်ခဲ့တဲ့အကြောင်းရင်းကတော့ငလင်ဗဟိုချက်နဲ့ဝေးကွာနေတဲ့အတွက်ကြောင့်ပါ။ line တွေရဲ့အမြန်နှုန်းတွေကွာခြားနေတာကြောင့်သူတို့ဟာတစ်ခုပြီးမှတစ်ခုအသီးသီးရောက်လာကြလို့ဖြစ်ပါတယ်။ပထမဆုံးရောက်လာတဲ့ line တွေကိုနောက်ပိုင်းမှာ primary waves, pressure waves ဒါမှမဟုတ် P wave လို့လူသိများပါတယ်။သူတို့ဟာ longitude နဲ့အလျားလိုက် line တွေပါ။သူတို့သွားနေတဲ့လမ်းကြောင်းအတိုင်းတပြေးညီတုံခါသွားကြတာပါ။အဲ့ဒီနောက်မှာတော့ secondary shear ဒါမှမဟုတ် S wave တွေဆက်လိုက်လာပါတယ်။သူတို့ကတော့ transverse ကန့်လန့်ဖြတ် line တွေပါ။သူတို့ရဲ့တုံခါမှုတွေဟာသူတို့သွားနေတဲ့လမ်းကြောင်းနဲ့တောင်းပန်ကြဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ surface wave မျက်နှာပြင် line တွေကကမ္ဘာအပေါ်ယံလွှာကိုဖြတ်ပြီးကြရိုက်သွားပါတယ်။အဲ့ဒီ line တွေကပဲအကြီးမားဆုံးပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေလေးရှိတာပါ။အခုချိန်မှာတေချာအတည်ပြုနိုင်နေတာကတော့အလျားလိုက် line တွေဟာအဆိုင်ခဲနဲ့အရေးနှစ်မျိုးလုံးကိုဖျက်ဆီးသွားနိုင်ပေမဲ့ကန့်လန့်ဖြတ် line တွေကတော့အဆိုင်ခဲတွေကိုသာဖျက်ဆီးသွားနိုင်ဆိုတာပါဒီတော့ဒါကဘာကိုဆိုလိုတယ်လဲဆိုတာကိုလည်းသင်တို့လည်းရိပ်မိတော့မှာပါဒီငလင် line တွေဟာကမ္ဘာအတွင်းပိုင်းကိုဖြတ်တန်းပြီးမှ seismograph စီကိုရောက်လာတာဖြစ်တဲ့အတွက်ဒီငလင်တိုင်းမှတ်တမ်းတွေကနေသစင်သူတို့ဘာတွေကိုဖျက်ဆီးခဲ့ရလဲဆိုတဲ့အချက်လက်တွေကိုရနိုင်ပါတယ်ပြောရရင်ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံအကြောင်းကိုသိနိုင်တာပေါ့ဒီလိုသိမြင်နားလည်လိုက်ခြင်းကရာစုနှစ်ပေါင်းများစွာကြာအောင်ထင်ကြီးပေးခဲ့ရမှုတွေကိုအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်အဝေးကြီးမှာရှိတဲ့ငလင်တိုင်းဆက်တွေစီကိုခရီးရှည်ဖြတ်တန်းလာခဲ့ရတဲ့ line တွေဟာပုံမှန်အားဖြင့်မန်ဒယ်လွာတွေကိုဖြတ်တန်းသွားတဲ့အမြန်နှုန်းတစ်စက္ကန့်ကို6ကီလိုမီတာထက်အများကြီးပိုနေတာကိုအိုဒမ်ကသတိထားမိခဲ့ပါတယ်ဒါကိုရှင်းပြနိုင်ဖို့အတွက်ဒီ line တွေဟာ line အမြန်နှုန်းကိုရော့ကျသွားစေတဲ့ dress တွေပါဝင်တဲ့ဘဟုအူတိုင်းတစ်ခုကိုဖြတ်တန်းလာခဲ့ရတယ်လို့သူကကောက်ချက်ချခဲ့ပါတယ်တိတိကျကျပြောရရင်အမြန်နှုန်းကတစ်စက္ကန့်ကို3ကီလိုမီတာပါပဲသူကဒီခိုးရဲ့အရွယ်စားကိုကမ္ဘာအချင်းဝါရဲ့10ပုံ4ပုံရှိတယ်လို့တွက်ချက်ပြခဲ့ပါတယ်နောက်ပြီးဒီခိုးကငလင် line တွေကိုကွင်းညွတ်သွားစေနိုင်တယ်ဆိုတာနဲ့ကျန်တဲ့ကမ္ဘာအတွင်းပိုင်းနေရာတွေနဲ့ရှင်ရင်သူကလုံးဝကိုခြားနာတဲ့လုံဆောင်ချက်တွေရှိနေတယ်လို့သုံးသပ်ပြခဲ့ပါတယ်။ဒါပေမဲ့ဒီခိုးကိုဘာနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာကိုတော့သူကထင်ကြီးမပေးခဲ့ပါဘူး။အချက်လက်တွေနဲ့သက်သေပြနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်ပြီးပြောဆိုဖို့သူကငင်းဆန်ခဲ့ပါတယ်။ဒါကြောင့်မလို့20ရာစုအစောပိုင်းလောက်ကိုရောက်လာတဲ့အခါမှာတော့ကမ္ဘာကြီးမှာအာယွန်ခိုးတစ်ခုရှိတယ်ဆိုတဲ့ theory တစ်ခုထွက်ပေါ်လာတယ်လို့တကယ်လက်တွေ့မှာလည်းခိုးတစ်မျိုးမျိုးရှိနေတယ်ဆိုတဲ့ခိုင်မာတဲ့သက်သေပြချက်ရရှိလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ကမ္ဘာကြီးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုစတင်ပြီးဖော်ထုတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့တိုးတက်မှုတွေရှိခဲ့ပေမဲ့လည်းဒီရှေ့ဆောင်ပညာရှင်တွေလွတ်သွားခဲ့တဲ့အချက်တစ်ခုတော့ရှိနေပါသေးတယ်။ seismograph ငလင်တိုင်းဆက်တွေကမ္ဘာတဝန်းမှာဆက်ပြီးပြန့်နှံ့လာတာနဲ့အမျှသိပ္ပံပညာရှင်တွေလေ့လာစရာချက်လက်တွေလည်းပုံများလာခဲ့ပါတယ်။အဲ့ဒီအခါမှာသူတို့တတိထားမိလာတာကတချို့ seismograph တွေမှာ S wave တွေရောက်မလာတာကိုပါ။အခုခုကသူတို့ကိုတားဆီးထားပါတယ်။စောစောကကျွန်တော်ပြောခဲ့သလိုပဲ S wave တွေဟာအရေးကိုမဖြတ်သန်းနိုင်ဘူးဆိုတာမှတ်မိတယ်မလား။ဒီတော့အဲ့ဒီချက်လက်ကိုအခြေခံပြီးကမ္ဘာကြီးရဲ့ခိုးဟာအရေးပျော်နေတဲ့တန်ရေဘူးတွေဖြစ်ရမယ်ဆိုတဲ့အကြံဉာဏ်ဘက်ကိုကူးပြောင်းသွားဖို့ကတိတ်မခက်ခဲလာပါဘူး။ဒါဟာလုံးဝကြီးမားနေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့အားလုံးလွတ်သွားခဲ့တဲ့အချက်တစ်ခုရှိနေပြီး
အဲ့ဒါကို Danish သိပ္ပံပညာရှင်တယောက်ကရှာတွေ့သွားခဲ့ပါတယ်1929ခုနှစ်မှာအင်္ဂလိပ်မန်ဟာဒိန်းမတ်နိုင်ငံ State Geodetic Institute မှာ Seismological ငလျင်လေ့လာရေးဌာနရဲ့အကြီးအကဲဖြစ်ခဲ့ပါတယ်သူမရဲ့တာဝန်တွေထဲမှာတိုင်းတာရေးကိရိယာတွေကိုမှန်မှန်ကန်ကန်ချိန်ကြီးဖို့ငလျင်မှတ်တမ်းတွေကိုဘာသာပြန်ဆိုဖို့နဲ့ငလျင်စံခန်းတွေရဲ့သတင်းလွှာတွေကိုထုတ်ဝေဖို့တို့ပါဝင်ပါတယ်ဒါပေမဲ့သူမရဲ့အလုပ်ကိုင်အနေထားကကိုယ်ပိုင်သုတေသနအသစ်တွေလုပ်ဖို့အထိတော့မပါဝင်ခဲ့ပါဘူးဒါကြောင့်သူမဟာကိုယ်ပိုင်သုတေသန project တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါပုံမှန်ကူညီပေးနေကြလက်ထောက်အဖွဲ့မပါပဲတယောက်တည်းလုပ်ခဲ့ရပါတယ်ဒါပေမဲ့ဒီလိုမျိုးအချက်အများကြီးကိုသူမတယောက်တည်းပြင်မှန်လေ့လာရှာဖွေခဲ့ရတာကြောင့်ပဲသူမလေ့လာနေတဲ့ P-wave တွေနဲ့ပတ်သက်ပြီးထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိသွားခဲ့ပါတယ်ဘယ်လိုလဲဆိုတော့တကယ်လို့ကမ္ဘာကြီးမှာ liquid ကိုအရင်နဲ့ဖွဲ့စည်းထားတဲ့ဥဒိုင်တာရှိမယ်ဆိုရင်ငလျင်တစ်ခုကနေထွက်လာတဲ့ P-wave တွေဟာအောက်ကိုဆင်းသွားပြီးအဲ့ဒီကိုစီကိုရောက်တဲ့အခါအရင်ရဲ့ဂုံတက်သီးတွေကြောင့်အလင်းတန်းတစ်ခု prison ထဲကိုဝင်သွားသလိုမျိုးအလင်းရိုင်သွားရမှာပါပျော်မှန်းထားတဲ့ရလက်အရဆိုရင်လိုင်းတွေအားလုံးဂျိုင်ထွက်သွားတဲ့အတွက် baby wave မှာပေါ်မလာတဲ့ shadow zone လို့ခေါ်တဲ့အရေးကြဆုံးတစ်ခုဖြစ်ပေါ်လာရမှာပါဒါပေမဲ့နယူးဇီလန်မှာငလျင်လှုပ်ပြီးနောက်ပိုင်းမှာတော့လုံးဝမရှိသင့်တဲ့အဲ့ဒီ shadow zone ထဲမှာ P-wave တွေရောက်နေတာကိုသူမတွေ့ရှိခဲ့ပါတယ်P လို့ရိုးရိုးရှင်းရှင်းနာမည်ပေးထားတဲ့သူမရဲ့စာတမ်းတစ်ခုမှာတော့သူမမြင်တွေ့ခဲ့ရတာကိုရှင်းပြနိုင်ဖို့နဲ့လက်ရှိလေးလာတွေ့ရှိချက်တွေနဲ့ကိုက်ညီအောင်စူးစမ်းခဲ့ပါတယ်အဲ့ဒီမှာသူမကောက်ချက်ချလိုက်တာကတော့ခိုးမှာအပိုင်းတစ်ပိုင်းရှိတယ်ဆိုတာပါS-wave တွေကိုတားဆီးထားတဲ့အရင်နဲ့ဖွဲ့စည်းထားတဲ့အောက်တာကိုရဲ့နောက်ပြီးအရေးကြီးဆုံးကတော့သူမတွေ့ခဲ့ရတဲ့ shadow zone တွေကို P-wave တချို့ဖြတ်တန်းသွားနိုင်တဲ့အဆိုင်ခဲပုံစံအင်နာကိုရဲ့ဆိုပြီးနှစ်ပိုင်းရှိနေတာပါအမျိုးသားတွေကြီးစိုးထားတဲ့သိပ္ပံလောကမှာလှုပ်လှုပ်နေရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်အင်းကသူမရဲ့ကောက်ချက်ချမှုတွေတခြားသူတွေလက်ခံကြားနာလာအောင်တော်တော်လေးတိုက်ပွဲဝင်ခဲ့ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူမလုံးဝမှန်ကန်နေတယ်ဆိုတာပေါ်လွင်လာခဲ့ပါတယ်အဲ့ဒီအဆိုင်ခဲဖြစ်နေတဲ့အင်နာကိုဆိုတာဟာဘဟေရီရဲ့နောက်ဆုံးအပိုင်းအစလေးပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်သိပ္ပံသုတေသနတွေရဲ့သဘာဝအတိုင်းပဲဒီရှာဖွေတွေ့ရှိမှုကနောက်ထပ်မေးခွန်းတွေအများကြီးရဲ့အတွက်လမ်းကဖော်ပေးလိုက်ပြန်ပါတယ်အဆိုင်ခဲဖြစ်နေတဲ့အင်နာကိုကိုအရေးဖြစ်နေတဲ့အောက်တာကိုကဝန်းရံထားတယ်ဆိုတော့သူဟာကြံတဲ့ကဘာကြီးနဲ့တသားလေးလဲပတ်နေတာလားဒါမှမဟုတ်သူ့ရဲ့ကိုယ်ပိုင်အမြန်နှုန်းနဲ့တီးကြလဲပတ်နေတာလားဒါကိုသိနိုင်ဖို့အတွက်သိပ္ပံပညာရှင်တွေဟာအရန်ကိုအစစ်မြင့်တဲ့ငလျင်တိုင်းဆက်တွေလိုအပ်လာပါတယ်မကြခင်မှာပဲသူတို့ဟာအဲ့ဒီကိရိယာတွေကိုသုံးခွင့်ရလာခဲ့ပါတယ်ဒါပေမဲ့ဒါဟာသိပ္ပံပညာသက်သက်ကြောင်းတော့မဟုတ်ပါဘူးစစ်ပွဲကြောင်းလို့ပြောရပါမယ်ဟုတ်ပါတယ်အဲ့လိုသဘောမျိုးပါ20ရာစုဒုတိယပိုင်းကိုရောက်လာတဲ့အခါမှာတော့ကမ္ဘာကြီးဟာစစ်အေးတိုက်ပွဲကာလအလဲဘိုးကိုရောက်နေပါပြီတာမန်ပြည်သူလူထုကနျူကလ িয়ার စစ်ပွဲကြီးဖြစ်လာမလားဆိုတဲ့အကြောက်တရားနဲ့နေထိုင်နေရပေမဲ့ငလျင်ပညာရှင်တွေအတွက်တော့ဒါဟာအရန်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်အမေရိကန်က Project Vela Uniform ကိုစတင်ခဲ့တဲ့အခါမှာအဓိကရည်ရွယ်ချက်ကဆိုဗီယက်ယူနီယံရဲ့မြေအောက်နျူကလ িয়ার စမ်းသပ်မှုတွေကိုထောက်လှမ်းနိုင်မဲ့တင့်တော်တဲ့စနစ်တစ်ခုတည်ထွင်ဖို့ပါရလက်အနေနဲ့ငလျင်တိုင်းကြီးပညာနဲ့ကွန်ရက်တွေအတွက်အခုခေတ်ငွေကြေးတန်ဖိုးနဲ့ဆိုရင်ဒေါ်လာ300ကျော်လောက်ရင်းနှီးမြှုပ်နှံပေးခဲ့ကြပါတယ်ဒီ project အောင်မြင်ဖို့အရေးကြီးဆုံးအချက်ကတော့နျူကလ িয়ার စမ်းသပ်မှုတွေကနေထွက်လာတဲ့ငလျင်လိုင်းတွေနဲ့သဘာဝအလျောက်ဖြစ်ပေါ်တဲ့မြေငလျင်လိုင်းတွေကိုခွဲခြားသိမြင်နိုင်မှုပါဒါကြောင့်စစ်အေးတိုက်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ Harvard University ကသုတေသီတွေဟာဒီ seismograph တွေကိုအသုံးပြုပြီးကြီးမားတဲ့တွေ့ရှိချက်အသစ်တွေကိုရရှိခဲ့ပါတယ်မြောက်မှာတောင်ဝင်ရိုးတန်းအတိုင်းအင်နာခိုးကိုဖျက်သွားတဲ့ငလျင်တွေဟာအရှိမအနောက်လမ်းကြောင်းအတိုင်းသွားတဲ့လိုင်းတွေထက်ပုံမြင်မြန်ရွေ့ရှားတယ်ဆိုတာကိုသူတို့ကပြသနိုင်ခဲ့ပါတယ်ဒီလိုအမြန်နှုန်းကွာခြားရတဲ့အကြောင်းရင်းကိုရှင်းပြဖို့သူတို့ကကမ္ဘာခိုးဟာ nisotropic ဖြစ်တယ်လို့ theory ထုတ်ခဲ့ပါတယ်ဆိုလိုတာကသူတို့မှာကမ္ဘာကြီးရဲ့လက်ပတ်မှုနဲ့အညီတိုင်းစကွင်းအတိုင်းအကြံပြင်းတန်းစီနေတဲ့ crystalline ပုံစံငယ်ဖွဲ့စည်းပုံရှိနေတယ်ဆိုတာပါတစ်သားပြားတစ်ပြားပေါ်ကအကြောလေးတွေလိုမျိုးမြင်ကြည့်လိုက်ပါတစ်သားပြားကိုလွှနဲ့ခွဲတဲ့အခါအကြောနဲ့ဆက်ကျင်မှတ်ထက်အကြောတိုင်းခွဲရတာပိုလွယ်ကူသလိုမျိုးမလင်လိုင်းတွေကလည်းအရှိမအနောက်ဝင်ရိုးထက်မြောက်မတောင်ဝင်ရိုးအတိုင်းခိုးကိုဖြတ်တန်းရတာပိုလွယ်ကူနေတာပါတကယ်တမ်းလေ့လာကြည့်တဲ့အခါဒီ crystalline ဖွဲ့စည်းပုံဟာကမ္ဘာကြီးရဲ့လက်ပတ်မှုနဲ့တထက်တဲကြမနေပဲဝင်ရိုးကနေဒီဂရီရဲ့နဲ့ငယ်တင်းဆောင်းနေတယ်ဆိုတာကိုတွေ့လာရပါတယ်ဒါဟာအရန်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့အင်နာကိုဘယ်လောက်မြင်မြန်လဲပတ်နေတယ်လဲဆိုတာကိုတွက်ချက်နိုင်မယ့်နည်းလမ်းတစ်ခုသိပ္ပံပညာရှင်တွေကိုရရှိစေခဲ့လို့ပါတကယ်လို့သူကကျန်တဲ့ကဘာကြီးနဲ့မတူညီတဲ့နှုံးသားတစ်ခုနဲ့လဲပတ်နေမယ်ဆိုရင်ဒီ crystal တွေရဲ့ကဘာကြီးနဲ့အညီတန်းစီနေတဲ့ပုံစံကိုအဆက်မပြတ်ပြောင်းလဲစေမှာဖြစ်ပြီးအဲ့ဒါကနေတဆင့်လိုင်းတွေရဲ့တွာလာမှုကိုတက်ရောက်မှုရှိစေမှာပါဒီချက်ကိုသိလိုက်ရခြင်းကနေယနေ့ထက်တိုင်အသုံးပြုနေစေဖြစ်တဲ့အင်နာကိုရဲ့လဲပတ်မှုကိုတိုင်းတာအကဲဖြတ်တဲ့နည်းလမ်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ကဘာခိုးဟာသူ့ကိုယ်ပိုင်အမြန်နှုံးနဲ့လဲပတ်နေသလားဆိုတာကိုတွက်ချက်ရတာကတော့မလွယ်ကူခဲ့ပါဘူးသိပ္ပံပညာရှင်တွေသိထားတာတစ်ခုကသူတို့အနေနဲ့နေရာတစ်ခုရဲနီးပါးမှာလှုပ်ခတ်ခဲ့တဲ့ငလျင်တွေစီကအချက်လက်တွေအများကြီးလိုအပ်တယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီငလျင်တွေဟာခိုးနေရရွေ့သွားနိုင်လောက်တဲ့အထိအချိန်ကွာဟမှုတစ်ခုတော့ရှိဖို့လိုပါတယ်ကံကောင်းတာကစစ်အေးတိုက်ပွဲကြောင့်ဆယ်စုနှစ်ပေါင်းများစွာစုဆောင်းထားတဲ့လင်းဒေတာတွေသူတို့စီမှာရှိနေပါတယ်ဒီလိုနဲ့ Aquat Doubles အမွှာမြင်ငလျင်လို့သူတို့ခေါ်တဲ့အရာတွေကိုစတင်ရှာဖွေပါတော့တယ်ဒီလို Doubles မျိုးဆိုတာအင်မတန်ရှားပါပါတယ်ဝမ်ဘလီကွင်းကြီးတွေကလူအုပ်ကြားမှာတနေရာစီထိုင်နေကြတဲ့လှုပ်ချင်းစင်သူတွေအမွှာနှစ်ယောက်ကိုလိုက်ရှာရတယ်လို့မျိုးတွေးကြည့်လိုက်ပါကံကောင်းစွာနဲ့ပဲအဲ့ဒီအချိန်ကစက်ကူနဲ့ခဲတံခင်းမဟုတ်တော့ပါဘူးငလျင်ဒေတာတွေကို digital စနစ်နဲ့ပုံမပြောင်းလဲလာတာကြောင့်အရင်ကဆိုရင်လူတွေရဲ့အချိန်ပေါင်းထောင်ချီပေးရမယ့်အလုပ်တွေကိုအခုတော့ algorithm တွေကလှုပ်ဆောင်ပေးသွားပါပြီ1996ခုနှစ်ရောက်တဲ့အခါကိုလံဘီယာ University ကသူ့တည်တည်အဖွဲ့တစ်ခုဟာသူတို့ရှာဖွေနေတဲ့အရာကိုတွေ့ရှိသွားပါတယ် South Sandwich Island မှာအနီးကလှုပ်ခတ်ခဲ့တဲ့ဇက်တိုက်ငလျင်တွေစီက data တွေဖြစ်ပြီးနောက်ထပ်အရေးကြီးတာကအဲ့ဒီငလျင်တွေကို Alaska ပြည်နယ်
college မြို့မှာ32နှစ်တိုင်တိုင်ယုံကြည်စိတ်ချစွာစောင့်ကြည့်မှတ်တမ်းတင်ပေးခဲ့တဲ့ငလင်တိုင်းစခန်းတစ်ခုလည်းရှိနေတာပါအဲ့ဒီတိုင်းကရာရှိတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ1969ကနေ1995ခုနှစ်အတွင်းမှာဒီစင်တူတဲ့လိုင်းတွေဟာကမ္ဘာခိုးကိုဖျက်ဆီးသွားတဲ့အခါပိုပြီးမြင်မြန်လာတဲ့လမ်းကြောင်းကနေသွားနေတာကိုတွေ့ခဲ့ရပါတယ်သူတို့အဖြေရသွားပါပြီကမ္ဘာကြီးရဲ့ခိုးဟာကျန်တဲ့ကမ္ဘာကြီးနဲ့မတူတဲ့အမြန်နှုန်းနဲ့လည်းပတ်နေတာသိကြသွားပါပြီဒါဟာအင်းနာခိုးရဲ့လည်းပတ်မှုကိုပထမဆုံးအကြိမ်မျက်မြင်ကိုယ်တွေသက်သေပြနိုင်ခဲ့တာပါနောက်ပြီးသူတို့တွက်ချက်မှုတွေအရသူဟာသူ့ပတ်ဝန်းကျင်ထပ်ပို့ပြီးမြန်မြန်လည်းပတ်နေတယ်ဆိုတာတွေ့ခဲ့ရပါတယ်ဒီနီးလန်းနိုင်ငံနယ်ဆိုတာသက်သေပြနိုင်သွားတဲ့အခါမှာတော့တကားကြီးပွင့်သွားသလိုနောက်ထပ်လေးလာမှုတွေစက်တိုက်ထွက်ပေါ်လာပါတော့တယ်ပြီးခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာခိုးကပိုမြန်မြန်လဲပတ်တယ်လို့ထောက်ခံတဲ့သူတေသနာစာတမ်းတချို့ထွက်ပေါ်လာခဲ့တယ်လို့တချို့ကလည်းသူဟာပိုနှင်းနှင်းလဲပတ်တယ်လို့ကောက်ချက်ချခဲ့ကြပါတယ်နောက်ထပ်လေးလာမှုတွေကတော့သူဟာအသက်ကြီးရှိတယ်တခါတလေပိုမြန်မြန်လဲပြီးတခါတလေပိုနှင်းနှင်းလဲတယ်ဖြစ်နိုင်တာကနှစ်အနည်းငယ်တိုင်းမှာအဲ့လိုပြောင်းလဲနေတယ်လို့ဆိုကြပြန်ပါတယ်ဒါဆိုတကယ်တော့ဘာတွေဖြစ်နေတာလဲဘသူကမှန်နေတာလဲ2023ခုနှစ်မှာတော့ပေကျင်းမြို့ကပီကင်း University ကသိပ္ပံပညာရှင်တွေဟာသူတေသနာစာတမ်းအသစ်တစ်ခုထုတ်ပြန်ခဲ့ပါတယ်သူတို့ရဲ့အဆိုအရအင်နာကိုရဲ့လက်ပတ်မှုဟာရက်တက်လုံနေပါဖြစ်နေပြီးမန်တန်နဲ့နှိုင်းယှဉ်ကြည့်ရင်ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာအနည်းငယ်နောက်ပြန်လဲနေတယ်လို့ဆိုပါတယ်ဒီလိုမျိုးလက်ပတ်မှုပြောင်းလဲတာဟာ90ပြည့်လွန်နှစ်အစောပိုင်းကာလတွေမှာလည်းဖြစ်ခဲ့တယ်လို့သူတို့ကဖော်ပြခဲ့ပါတယ်နောက်ဆုံးသူတို့ကောက်ချက်ချလိုက်တာကတော့ကမ္ဘာအင်နာကိုဟာ90ဝန်းကျင်တန်တရာတစ်ချိန်နဲ့အပြန်အလှန်လက်ပတ်နေတယ်ဆိုတာပါပဲနောက်တစ်နှစ်မှာတော့နောက်ထပ်လေးလာမှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဒီတစ်ခါတော့ University of Southern California ကဖြစ်ပြီးသူတို့ကဒီပြဿနာကိုပဲမတူညီတဲ့ရှုထောင့်ကနေရှင်းကပ်ခဲ့တာပါသူတို့ကငလင်တစ်ခုတည်းကနေလာတဲ့လိုင်းတွေရဲ့ကွာဟချက်တွေကိုရှောက်ဖွေမဲ့အချိန်မတူတဲ့ကာလတွေကနေလာတဲ့ကိုက်ညီနေတဲ့လိုင်းပုံစံတွေကိုရှောက်ဖွေခဲ့ကြပါတယ်သူတို့ရဲ့စင်ကျင်တွေးခေါ်မှုကတော့တကယ်လို့ရခင်လေးလာမှုတွေသာမှန်ကန်ခဲ့ပြီးအင်နာခိုးကပုံမြန်လိုက်ပုံနှိမ့်လိုက်ဖြစ်နေတဲ့တန်တရားကိုတက်တန်းနေတယ်ဆိုရင်မန်တယ်နဲ့ရှင်းလိုက်တဲ့အခါအင်နာခိုးကငကုနီယာကိုပြန်ရောက်လာမဲ့အချိန်ရှိကိုရှိရမယ်ဆိုတာပါဒါကိုကားတစ်စီးနဲ့ဘတ်စကားလမ်းကြောင်းတစ်ခုတည်းကိုရှင်းပြီးမောင်းနေတယ်လို့မြင်အောင်ကြည့်ပါတကယ်လို့ကားကဘတ်စကားထက်တချို့အချိန်တွေမှာနှေးလိုက်တချို့အချိန်တွေမှာမြန်လိုက်သွားနေမယ်ဆိုရင်သူကဘတ်စကားရဲ့ရှေ့ကိုရောက်နေတဲ့အချိန်တွေရှိမယ်နောက်ကိုရောက်နေတဲ့အချိန်တွေရှိမယ်ပြီးတော့ဘတ်စကားနဲ့ပြန်ပြီးဒလန်နဲ့ဖြစ်နေမယ့်အချိန်တွေလည်းရှိနေမှာပါဒါကြောင့်ဒီလေ့လာမှုမှာ1991ကနေ2023ခုနှစ်အတွင်း South Sandwich Islands မှာလှုပ်ခတ်ခဲ့တဲ့ငလင်122ခုကနေထွက်ပေါ်လာတဲ့ P-wave တွေကိုစစ်ဆေးခဲ့ပါတယ်အဲ့ဒီ line တွေဟာကမ္ဘာအင်နာကိုဖြတ်သန်းလာပြီး Alaska နဲ့ကနေဒါမှာရှိတဲ့ seismometer တွေကဖမ်းယူရရှိခဲ့တာပါဒီနီလန်ကိုအသုံးပြုပြီးတော့အင်နာကိုလဲပတ်မှုအမြန်နှုန်းအပြောင်းလဲတွေဟာ90တန်နေရာကိုလိုက်လာတဲ့ဆိုတဲ့ရခင်နှစ်ကတွေးရှိချက်တွေကိုသူတို့ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။အဲ့ဒီထပ်ပို့ထူးကြတာကသူတို့ရဲ့တွက်ချက်မှုအရသူဟာအခုချိန်မှာပြန်ပြီးအချိန်တင်မှုနီးစပ်နေပြီလို့ဆိုပါတယ်။ဘာကြောင့်ဒီလိုပြောင်းလဲတွေဖြစ်လာရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေသေချာမသိကြသေးပါဘူး။ဖြစ်နိုင်တာကတော့အရေးဖြစ်နေတဲ့အောက်တာကိုရဲ့တန်လိုက်ဆက်ကွင်းကအတွင်းထဲကအဆိုင်ခဲဖြစ်နေတဲ့တန်တက်ကိုဆွဲငင်ပြီးအချိန်တင်တာမျိုးဒါမှမဟုတ်အချိန်ချော့တာမျိုးလုပ်နေနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲမန်တဲကတိတဲစာများတဲ့ဒေသတွေရဲ့ဆွဲငင်အားကလည်းအင်နာကိုတဲ့ကအပြောင်းလဲတွေကိုစွန့်ငင်ပြီးသူ့ရဲ့လက်ပတ်မှုကိုတက်ရောက်မှုရှိစေနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အတွက်ဒါကဘာအဓိပ္ပာယ်တက်ရောက်တယ်လဲ။ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့စိုးရိမ်ဖို့လိုသလား။စောစောကကျွန်တော်ပြောခဲ့သလိုပဲအင်နာကိုဟာကဘာကြီးရဲ့ဘွိုင်လာရွန်းအပူပေးကန်းကြီးနဲ့တူတယ်ဆိုတာမှတ်မိမှာပါ။တကယ်တမ်းမှာသူ့ရဲ့အပြုတ်မှုအပြောင်းလဲတွေဟာကဘာမျက်နှာပြင်ပေါ်ကတခြားဖြစ်စဉ်တွေနဲ့ဆက်ဆက်မှုရှိနေပုံရပါတယ်။2023သူတေသနာကိုရေးသားခဲ့သူတွေသတိထားမိတာကတော့ဒီ90အပြန်လန်တန်တရားဟာတရက်တာအချိန်သာအတက်အကျဖြစ်တာတွေမဂနက်တစ်ဖီအပြောင်းလဲဖြစ်တာတွေနဲ့တိုက်ဆိုင်နေတယ်ဆိုတာပါ။အဲ့ဒီအပြင်သူတို့ကကမ္ဘာအများအပူချိန်ပြောင်းလဲတာတွေပင်လယ်ရေမျက်နှာပြင်ပြောင်းလဲတွေနဲ့တောင်ဆက်ဆက်ထားပါသေးတယ်။ဒါပေမဲ့သင်တို့အရန်မစိုးရိမ်ရင်လေးပြောချင်တာကအခုကျွန်တော်တို့ပြောနေတာကအရန်ကိုသိငယ်တဲ့အပြောင်းလဲလေးတွေကိုပါ။ဒီနေရာမှာတစ်စက္ကန့်ရဲ့1000ပုံတစ်ပုံလောက်ပြောင်းသွားတာဟိုနေရာမှာဒီဂရီနဲ့ငယ်လောက်ပြောင်းသွားတာမျိုးလောက်ပါ။ Global warming ကမ္ဘာကြီးပူနွေးလာမှုကိုရှင်းပြနိုင်လောက်တဲ့အထိတော့သေချာပေါက်မဟုတ်ပါဘူး။အတူတူပြောရရင်တော့ဒါဟာအစောပိုင်းကာလတွေပဲရှိပါသေးတယ်။သိပ္ပံပညာရှင်တွေဟာအင်နာကူအကြောင်းနဲ့အပေါ်ယံကမ္ဘာကြီးအပေါ်သူဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုဆက်လက်လေ့လာနေကြသေးပါ။နှစ်တွေကုန်ဆုံးလာတာနဲ့အများခွဲချမ်းစိတ်ဖြာဖို့အသင့်ဖြစ်နေတဲ့ငလင်ဒေတာတွေပို့ပြီးထွက်ပေါ်လာနေတဲ့အတွက်သိမြင်နားလည်မှုအသစ်တွေရလာဖို့ဆိုတာအချိန်တစ်ခုစောင့်ရုံပါပဲဖြစ်နိုင်တာကအဲ့ဒီအကြောင်းကိုအင်္ဂလိပ်မန်ကအကောင်းဆုံးပြောပြသွားခဲ့ပါတယ်အသက်104နှစ်အရွယ်သူမမကွယ်လွန်ရင်နှစ်အနည်းငယ်လုံးမှာသူမကအခုလိုရေးသားခဲ့ပါတယ်အင်နာကိုရဲ့ဂုံသက်တိတွေနဲ့ပတ်သက်တဲ့ပထမဆုံးရလဒ်တွေဟာတဘာဝအားဖြင့်တော့ခန့်မှန်းချိန်မျှတာဖြစ်ပါတယ်သူ့အကြောင်းကိုအများကြီးရေးသားခဲ့ပြီးရပါမယ်နောက်ဆုံးအဆုံးသက်စကားကိုတော့ဘယ်သူမှပြောနိုင်သေးမှမထင်ပါဘူးဆိုပြီးတော့ပါဒီအကြောင်းကိုသူ့ဘယ်လိုထင်လဲဆိုတာကိုအောက်ကကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ဒါဟာစိုးရင်ရမယ့်ကိစ္စတစ်ခုလားတကယ်လို့တက်ရောက်မှုရှိလာခဲ့ရင်ရောကဘာပေါ်ကတက်ရှိတွေအပေါ်ဘယ်လိုတက်ရောက်မှုရှိလာနိုင်မလဲလို့သင်တို့ထင်ပါသလဲကြည့်ရတာကျွန်တော်တို့ကဘာကြီးအဆိုင်ထားတဲ့အနက်ဆိုင်ဆုံးနဲ့အမောင်မိုင်ဆုံးလှုပ်ဝက်ချက်တွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့တွေဟာမျက်နှာပြင်အပေါ်ရန်လောက်ကိုပဲလေ့လာနိုင်ပါသေးတယ်ဒီနေ့တော့တော့ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်သွားပြီးတော့တောင်းဆိုချင်ပါတယ်နောက်ပြီးဘယ်လိုဘူးသုတအကြောင်းအရာတွေကိုထပ်ပြီးသိချင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး